လူတိုင်းကသူ့ရဲ့ရွေးချယ်မှုကိုအံ့ဩတွားကြပါတယ် အဝါလွန်ပြီးဆွဲဆောင်မှုမရှိဘူးလို့ယူဆရတဲ့မိန်းကလေးတယောက်ကိုသူဘယ်လိုချစ်နိုင်ပါလဲကဘာသူဝင်းကြမိန်းကလေးတွေအားကြရတဲ့လူနယ်ကစားသမား Declan Rice ဟာသူ့နှလုံးသားတွေကတာမန်မိန်းကလေးတယောက်ကိုရွေးချယ်ခဲ့တယ်နာမည်ကြီးတွေရဲ့အလားတရားဒါမှမဟုတ်မော်ဒယ်တွေရဲ့ကိုလုံးကိုပေါင်မရှိတဲ့မိန်းကလေးတယောက်ပါအစားပိုင်းမှာတော့လူတွေကကင်မရာရှေ့မှာအတူတူပေါ်လာတဲ့အထိကောလာဟလတစ်ခုလိုပဲထင်ခဲ့ကြတယ်အဲ့ဒီအချိန်ကစပြီးလောင်ပြောင်မှုတွေစတင်ခဲ့တယ်တချို့ကသူဒီလိုမိန်းကလေးနဲ့ဘယ်လိုလုံးချင်းတွေ့နိုင်တာလဲလို့ရေးသားခဲ့ကြပြီးတချို့ကတော့သူမကပွဲတွေမှာသူ့ကိုရှက်အောင်လုပ်ခဲ့တယ်လို့ဆိုကြတယ်။နာကျင်စရာမချက်တွေပြန်လည်သွားပြီးသူမရဲ့ပုံမှန်တနံကနှောက်ယှက်မှုနဲ့မထီမဲပြူးမှုရဲ့ပြမတ်တစ်ခုဖြစ်လာခဲ့ပြီးတချို့ကတော့သူမအကြောင်းလောင်ပြောင်းတဲ့တခြင်းတစ်ပုတောင်ဖန်တီးခဲ့ကြတယ်။သူမဟာ VR တွေကိုမခံနိုင်ခဲ့ဘူး။လူမှုမီဒီယာကနေသူမရဲ့တပ်ပုံတွေကိုဖျက်လိုက်ပြီးအမြဲတမ်းလိုပဲသူ့ကိုအားပေးဖို့ကွင်းထဲမှာပေါ်လာတာကိုရပ်တန့်လိုက်ပေမဲ့ကစားသမားကတော့တိတ်ဆက်မနေခဲ့ပါဘူး။ဒင်းစာရှင်းလင်းပွဲတစ်ခုမှာသူကလူတိုင်းရှေ့မှာရပ်ပြီးသူမကတချို့လူတွေရဲ့အမြင်မှာလာပခင်မှာလာပလိမ့်မယ်။ဒါပေမဲ့ကျမရဲ့အမြင်မှာတော့သူမကအလားဆုံးပဲ။ကျမဘာမှမဟုတ်တဲ့အချိန်တုန်းကသူမကကျမဘာမှရက်တည်ပေးခဲ့ပြီးကျမသူမကိုဘယ်တော့မှမဆွလို့ဘူးလို့ရှင်းရှင်းလင်းလင်းကြေညာခဲ့ပါတယ်။ပြီးတော့သူတို့နှစ်ယောက်အတူတွဲရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုတင်ခဲ့ပြီးတကယ်အချစ်ဆိုတာရုပ်ရည်ဒါမှမဟုတ်လူအဖွဲ့အစည်းရဲ့ဇာတ်လုံးတွေနဲ့မတိုင်းတာပဲတစ္ဆာရှိမှုလေးစားမှုနဲ့ယိုသားမှုတွေနဲ့တိုင်းထားရမယ်ဆိုတာတတိပေးပြီးပါတယ်